ယေရှုခရစ်တော်သည်အပြစ်ရှိတဲ့လူကိုကယ်တင်ဖို့ဒီလောကကိုကြွလာတယ်ဆိုတဲ့စကားဟာသစ္စာစကားပဲအကျွမ်းမဲ့ခံယူရမယ့်စကားလည်းဖြစ်တယ်ဆိုတဲ့အရာကိုတော့ထပ်ပြီးပြန်ပြောမယ်ဆိုရင်ခုနပြောခဲ့တဲ့တိမောသေဩဝါဒစာပထမစာဆောင်အခန်းကြီး1အခန်းငယ်15မှာဖော်ပြထားပါတယ်ဒါကြောင့်လူတိုင်းမိတ်ဆွေကျွန်တော်အားလုံးအကုသိုလ်ဒုစရိုက်နဲ့မကင်းသူဖြစ်ကြောင်းဒီနေ့အပြည့်ကျွန်တော်တို့အကုသိုလ်ဒုစရိုက်နဲ့မကင်းလွတ်နိုင်တဲ့သူဖြစ်ကြောင်းကိုပထမတစ်ချက်သိပြီးတော့အဲ့ဒီအကုသိုလ်ဒုစရိုက်ကိုခွင့်လွန်ပိုင်တဲ့အရှင်ခွင့်လွန်ခြင်းကိုရရှိဖို့ရန်အတွက်ယေရှုခရစ်တော်ဖျားကိုလိုအပ်ကြောင်းကျွန်တော်တို့ယောသားစာဝန်ခံရလိမ့်မယ်။ဘာဖြစ်လို့လဲဆိုတော့ငါအပြစ်မရှိဘူးငါအကုသိုလ်တစ်ခါမလုပ်ဘူးမပြောပါနဲ့တမန်ကျမ်းစာထင်မှာတော့ကိုအပြစ်မရှိဘူးလို့ပြောလို့ရှိရင်ကိုလှေဖျားနေပါတယ်တဲ့သစ္စာတရားမရှိဘူးလို့တမန်ကျမ်းစာတော်မြတ်ဒီရှင်ယောဟန်ဩဝါဒစာပထမဆောင်အခန်းကြီး1အခန်းငယ်10မှာဖော်ပြထားပါတယ်ဒါကြောင့်ဒီအကုသိုလ်အလုံးစုံတို့ကိုဖြေလို့၍တန်တရားစဝန်းကိုဖျက်တော့ပြီးတော့တန်တိဒုက္ခချမ်းသာကိုပေးနိုင်တဲ့ယေရှုခရစ်တော်ဘုရားသခင်ကိုကျွန်တော်ရဲ့စိတ်နှလုံးထဲမှာခေါ်ပိတ်ပြီးတော့နှုတ်ဖြင့်ဝန်ခံမယ်ဘလို့ဝန်ခံမလဲဆိုအဲ့ဒီဘုရားသခင်ဒီသူ့ကိုတည်ခြင်းမှထမြောက်စေတော်မူပြီးဟုစိတ်နှလုံးထဲမှာယုံကြည်လျင်ဓမ္မကျမ်းစာထဲမှာတော့ကေရင်ရင်းတော့ရောက်လိမ့်မယ်လို့ပြောပြထားပါတယ်ရောမဩဝါဒအခန်းကြီး30အခန်းငယ်9မှာပြပြထားပါတယ်ဒါကြောင့်ဒီတန်တရားကလွတ်မြောက်ပြီးတော့ဒီနေ့ပြတန်တရားလွတ်မြောက်ခြင်းတရားတန်တိဒုက္ခချမ်းသာပေးတော်မူတဲ့ပေးနိုင်တဲ့တဆူသေးသောယေရှုခရစ်တော်ဘုရားသခင်တဲ့ကိုယ်တိုင်ယုံကြည်တရားပွားများခြင်းအပြင်ကေရင်ခြင်းကိုရရှိနိုင်မှာဖြစ်ပါတယ်